လေးကိုပိန်နေလို့နည်းဝအောင်ကျင်းတော့မှာ ဟာကိုဒီတိုင်းလေးပဲထားပါကလေးသဘောကျတယ်အခုလိုလေးကို ကလေးရဲ့နေလေးပဲဝိတ်တင်ပါလေ ဟာကိုခုလိုလေးပဲကလေးသဘောကျတယ်လို့ပြောနေတာပါနေပါဦးဘေကောင်မကိုစော့ခိုင်းတာလဲပြော ကလေးရဲ့အသားကဝင်ပြီးခြေစခေါင်းဆုံးခြေချောင်းလက်ချောင်းလေးတွေကအစချစ်စရာကောင်းမလေးရှိနေတာပဲနောက်ထပ်ဘယ်သူမှမလိုအပ်တော့ပါဘူးเนาะ ပြီးရောအဆူလဲကိုကလေးပြောရမယ်နော်ကလေးကသာဝသွားရင်ဝသွားမယ်ကောင်လေးကအခုလိုပိန်ပိန်ရှိရှိအယိုးချိုးလေးပဲသဘောကျတယ် ပါကလေးရဲ့ကိုကလေချစ်စရာကောင်းမလေးကိုယာထားပြီးကိုကကြီးပဲချစ်ကျင်တာမဟုတ်ဘူးသူဘက်ကချစ်တာကိုလည်းခံကျင်တာအကြောင်းချစ်သူလေးသဘောကျအောင်လဲနေမှာပေါ့ အာကိုကစကားတက်တိုင်းရှောက်ပြောနေပြန်ပြီ ကလေးလေးရဲ့အဲ့လိုပြောတတ်တာကလည်းကလေးကိုချစ်လို့စကားလုံးလေးတွေကပြောထွက်တာပါနော် ခလေးကိုကြားလေးပိုချစ်မိလာတယ်တလားကိုကကျန်တာတွေပြောစရာမလိုဘူးငွေရေးစေးဝါးဘာမှမလုပ်ဘူးဒါမဲ့ ဒါမဲ့ဘာဖြစ်လဲခါလေး ကိုကဖုန်ကြောင်တာလေးတစ်ခုပဲပြောစရာဖြစ်နေတာ